ကြတော့အဲ့လိုမျိုးဒါဖြစ်လာတဲ့စိတ်ကပေါ်လာတာပဲကိုရှိလူတယောက်ရောက်မှရမဟုတ်ဘူးလေကိုစိတ်ထဲမှာပေါ်လာကြတယ်ဒါမေတ္တာဘာဝနာတွေဘာတွေနဲ့မဆိုင်သေးဘူးနော်ဒါအတတ်ပညာနဲ့အသိပညာနှစ်မျိုးကိုသိချပြောပြနေတဲ့သဘောပဲကဲပြောဒါမျိုးကောင်းရင်မင်းအောင်ပါပြောကဲဘာပြောမှာဒီတော့ဆရာတော်ပြောတော့ဟိုတမိုင်းကိုလုတ်ခဲ့တဲ့တမိုင်းကိုပြန်နားထောင်ရတယ်လို့ဖြစ်ပြီးတော့ပုံပေါ်နေတယ်လို့ပေါ့နော်လူပွားကြီးမှာဖြတ်တန်းထဲမှာအတတ်ပညာရှင်တွေလည်းရှိအသိပညာရှင်တွေလည်းရှိမှာပေါ့နော်ဒါပေမဲ့အားလုံးပပေါင်းစုံသိချာအမှန်တကယ်သိရလို့တော့နည်းနည်းလေးပေါ့ဒါပေမဲ့အဲ့ဒါကိုအကုန်လုံးကိုလည်းအဲ့ process အကုန်လုံးဖြတ်တန်းနေတဲ့အဲ့ဒီ circle ကြီးပေါ့တစ်ခုလုံးကိုလည်းသိနေတဲ့လူကလည်းလူကသိနေတဲ့အရာတွေကလည်းဒါသိနေတဲ့လူတကယ်ထူးခြားတဲ့ပုံကိုပေါ့နော်အဲ့လိုမျိုးပဲရှိမှာပေါ့ဖះရှင်လက်ထက်တော့ဆိုသိတဲ့လူကနည်းနည်းလေးပဲရှိမှာလို့အားလုံးယဟန်နေဝတ်သွားတော်တော်များများယဟန်ဝတ်သွားပြီသိတဲ့လူကနည်းနည်းပဲရှိမှာလို့ဘာလို့ဆိုသူကလည်းသူနေတို့ရတာနဲ့နေတို့ရတာအားလုံးကလေအဲ့အခုတော့ကိုအတွက်ခုနကဆိုရင်တော်တော်များများအများအတွက်သူများသိသေးခြင်းနဲ့ကိုကောင်းတာစားရင်သူများကိုကောင်းတာဖြစ်စေခြင်းညာအားလုံးကတပည့်တော်ဒါပေမဲ့နောက်သူစဉ်းစားတော့ကိုကောင်းအောင်ကိုသိအောင်လုပ်ရင်းနဲ့သူလည်းသူကံနဲ့သူရှိလာရင်သူကအကုန်လုံးသိလာကြမှာပေါ့နော်အဲ့လိုမျိုးပေါ့နော်ပြီးတော့နောက်ဘာစဉ်းစားလဲဆိုတော့ငါကိုကဆရာဝန်လုပ်နေတယ်ကိုကအုပ်ချုပ်ရေးမှူးလုပ်နေတယ်ကိုကအင်ဂျင်နီယာလုပ်နေကိုလုပ်နေတယ်ဒါတွေမလုပ်ရတော့ဘူးလားဒီလိုသိလိုက်အဲ့လိုလည်းမဟုတ်ဘူးကိုလုပ်နေတဲ့အလုပ်ကိုကောင်းတာတွေကိုလုပ်ပြီးမကောင်းတာတွေကိုမလုပ်ဘဲနဲ့ကောင်းဆုံးဖြစ်အောင်လုပ်သွားရင်ဒါလည်းအသည့်တစ်ခုဆိုပြီးတော့ဖြစ်မဲ့ထင်တယ်ပေါ့နော်အတွေးလေးဝင်အောင်အဲ့လောက်ပါပဲဒါအဲ့ဒါနဲ့ပတ်သက်ပြီးတော့မနေ့ကဖုံလက်ချပြီးတော့ဟိုဗီယက်နမ်ဆရာလေးတွေမေးတဲ့မေးခွန်းမှာဘုရားဟောထားတဲ့နိယမတရားတွေဟောထားတယ်အဲ့ဒီမှာသူတို့ကဗီဇာနိယမကိုမေးတယ်ဟုတ်ပြီနော်ဗီဇာနိယမကိုမေးတော့ပြောပြလိုက်တယ်တရက်စီကိုစိုက်ရင်တရက်ပင်ပေါက်တယ်ဟုတ်တယ်နော်တရက်သီးသီးတယ်ထားဘကွဲဘာတစ်ခုလိမ္မော်ပင်စိုက်တော့ရှင်တော့လိမ္မော်သီးစိုက်ရင်တော့လိမ္မော်သီးသီးတာပေါ့တော့ဒီနေရာမှာဘုရားရှင်ကိုရမြတ်ကြီးကဘယ်လောက်ထိအသေးစိတ်ဟောထားလဲဆိုတော့ပိန်းနေစီစိုက်တဲ့သူကပိန်းနေသီးပိန်းနေပင်ဖြစ်ပြီးတော့ပိန်းနေသီးသီးမှာပဲဒါဖြင့်တက္ကန္တစီခွဲလိုက်ရတယ်လူကတော့တရက်စီစိုက်ရတယ်အပင်ပေါက်လာတယ်အဲ့ဒီအပင်ပေါက်ပြီးကြီးထွားအောင်လူလုံးနိုင်သမျှလှုပ်ပေးရတယ်ဒီတရက်စီကနေပြီးတော့တရက်သီးသီးအောင်တော့လူလုံးမလှုပ်လို့မရအောင်အဲ့ဒါကိုနေရမှာတဘာဝလို့ခေါ်တယ်တရက်စီစိုက်ထားရကနေပိန်းနေသီးတော့သီးမလာဘူးဒါနေရမှာအမြဲတဲ့တတ္တိတွေပေါ့လေအဲ့တော့အဲ့ဒီ process မှာအဲ့ဒီအစဉ်အဆက်မှာလဲကြည့်လူကဘာလုံနိုင်တာကိုလုံနိုင်တာဒါလေးလှုပ်ပေးလိုက်ဒီပေါ်တက်လာတဲ့အကျိုးဟာသူကသူဖြစ်သွားကြတာတွေလို့သူ့အကြောင်းနဲ့သူကျိုးဖြစ်သွားတာတွေရလာတဲ့တရက်သီးစိုက်တဲ့သူစားခွင့်ရှိတယ်ရလာတဲ့ပိန်းတဲ့သီးစိုက်တဲ့သူရောင်းဝယ်ဖောက်ကွာစားခွင့်ရှိတယ်ဒါပေမဲ့လုပ်ငန်းပိုင်းတစ်ပိုင်းစီကြည့်တော့စိုက်တာကိုအလုပ်စိုက်တော့ရေလောင်းပေးတာကိုအလုပ်ဒီကြတဲ့ပိုးဝင်စားလို့သိရင်လည်းသိမှာပဲလीအဲ့လိုမျိုးတက္ကန္တစီတစ်ပိုင်းစီမြင်တာလဲအသိဉာဏ်ပဲအသိတရားပဲဒါမြင်အသိတရားရှိပြီးတော့စိတ်ကူးလေးနဲ့တည်းပိနေသီးသီးစီလှုပ်လို့မရဘူးတရသီးသီးစီလှုပ်လို့မရဘူးတကယ်လို့တွေ့အတက်ပညာကဘာလဲစိုက်ရသေးတာစိုက်တတ်ရသေးတာအဲ့တော့ဆိုလိုတဲ့ဘောကသူအင်ဂျင်နီယာဘာဖြစ်တယ်လဲအခုကြည့်အခုပြောပြနေတာကြည့်အခုတရက်စီစိုက်တယ်တရက်စီကနေကြီးသွားတယ်ဒီထက်မှဓာတ်နဲ့ခုတ်ခံရတာတို့အသီးခုတ်ခံရတာတို့လည်းရှိတာပေါ့လေမြင်သွားတယ်နော်အဲ့ဒါကိုမြင်သွားရင်ကိုကရောတရက်စီတပွဲဖြစ်မနေဘူးလားကိုကရောပိန်းနေစီတပွဲဖြစ်မနေဘူးလား
လူဘဝဖြစ်လာအောင်ကိုစစ်စိုက်ခဲ့တဲ့တတ္တိတွေရှိတယ်ဖះဟောရင်တော့ကမ္မတတ္တိတို့ဘာတို့ညာတို့ပေါ့လေဝိဇ္ဇာတဏကံဆိုတာလေကိုကရောတရားစိတ်ဆိုရင်ကိုတရားဒီပြန်သိမလားသိချင်တယ်သိမသိချင်တယ်မသိဘူးဟုတ်လားအဲ့ဒါလိုမျိုးဝေဖန်ပိုင်းခြားပြီးတော့စဉ်းစားတွေးခေါ်တတ်တာအဲ့ဒါအသိဉာဏ်အဲ့လိုဆရာဝန်ဖြစ်တယ်သူဆရာဝန်လည်းဆရာဝန်မျိုးစေ့စိုက်ခဲ့တာဆရာဝန်ဖြစ်လာအင်ဂျင်နီယာလည်းအင်ဂျင်နီယာမျိုးစေ့စိုက်ခဲ့တာကျောင်းဆရာလည်းကျောင်းဆရာမျိုးစေ့သူရုံးဝန်ထမ်းဆိုရုံးဝန်ထမ်းမျိုးစေ့ကျမ်းမာရုံးဝန်ထမ်းအကုန်လုံးစစ်ဖက်ဆိုင်ရာရဲဖက်ဆိုင်ရာအကုန်လုံးသူမျိုးစေ့သူစိုက်ခဲ့ကြတယ်တတိနဲ့အပင်ဖြစ်လာကြတာလीအဲ့တော့အသိဉာဏ်ဆိုတာဘာလဲလို့ဒါမေးတဲ့ပုံမှန်မူတည်ပြီးပြောပြတာအမှန်ကိုအမှန်တိုင်းသိတာအမှန်ကိုအမှန်တိုင်းသိတာ ਨੇ အမှားကိုအမှန်ထင်ပြီးအမှန်ကိုအမှားထင်တာလည်းရှိသေးတယ်အဲ့ဒါတွေကြတော့စိတ်ချုပ်မှဆိုလို့နောက်ပိုင်းမှပြီးနောက်ကြမှပြောမယ်အခုလောလောဆယ်ပြန်ပြောရင်ကိုကအတတ်ပညာအားထုတ်ချင်တာလားကိုကအသိပညာအားထုတ်ချင်တာလားဟုတ်လားကိုဘာလို့စိတ်ဝင်စားဘာမှစိတ်ဝင်စားပဲနဲ့တော့ရောင်တော်မတော်လာမလုံးနဲ့လေအတတ်ပညာတတ်ချင်တယ်ဆိုရင်တတ်အောင်ကိုဒီဝရိယစူးစမ်းရမယ်လေကျင့်ရမယ်လေအသိပညာသိချင်တယ်ဆိုသိအောင်ကိုသူကျင့်ရမယ်လေစူးစမ်းရမယ်လေဘယ်အလုပ်ဖြစ်ဖြစ်ဖျားဟောထားတဲ့ဘာဝနာတရားမှမဟုတ်ပါဘူးလောကမှာလည်းငပြင်းနေနဲ့မတန်ပါဘူးဟုတ်လားအခုဘယ်ထိသွားမရတာတုံးဆိုသတိဆိုတာကိုသွားမရအောင်ဒါပေမဲ့သတိဆိုတာကိုသွားမရဘူးဆိုတာကသွားမရလို့အပြစ်ပြောတာမဟုတ်ဘူးသတိဆိုတဲ့ကောင်ကကိုယ်မှရှိတယ် तू ကမှတ်မိနေတယ်ကြုံဘူးတယ်အခုတရားနာနေတဲ့သူတွေကိုယ်မှသတိရှိရတာနဲ့သတိဆိုတာကိုသိသိချာချာမမြင်ဘူးတတိဆိုတာကိုသိသိချာချာသဘောမပေါက်ဘူးတတိရှိရင်မှတ်မိနေတယ်ဘလို့တတိလဲအတတ်ပညာကိုတက်ပြီးမှဖြစ်ပေါ်တဲ့တတိရှိတယ်တာအသိပညာကိုသိပြီးမှဖြစ်ပေါ်တဲ့တတိရှိတယ်အမှတ်ရမှုလေကိုတတ်ထားတာကိုမမေ့တဲ့တတိကိုသိထားတာကိုမမေ့တဲ့တတိအမှတ်ရမှုအဲ့ဒါမတိုင်ခင်တော့ဘာတတိနဲ့နေတယ်အောင်းမေ့လေကိုထင်ရင်လို့ထင်ခဲ့တဲ့တတိနဲ့နေခဲ့တာကိုထင်ရင်လို့ထင်တတ်ပြီးတော့အဲ့ဒါကိုပဲအမှတ်ရနေတော့တာဆိုပါစို့ကွယ်ဟိုရည်စရာလည်းပြောမယ်တကယ်လည်းပြောမယ်ပေါ့လေတချို့အလိုလိုဘာမှကိုမဟုတ်ဘူးအသားဖြူဖြူဆိုရင်သဘောကျတယ်အသားမဲမဲဆိုသဘောမကျဟုတ်လားနှာခေါင်းတူတူဆိုသဘောကျတယ်နှာခေါင်းတူတူဆိုသဘောမကျဘူးနှာခေါင်းရှည်ရှည်ဆိုသဘောကျတယ်နှာခေါင်းရှည်ရှည်ဆိုသဘောမကျဘူးလို့ဘာမှမဟုတ်ဘဲနဲ့ तू မှတ်ထားခဲ့ရောပတ်ဝန်းကျင်အတိုင်းဝိုင်းကပြောလို့တော့၎င်းဒါမှမဟုတ်ရင်ကိုယ်ပိတ်မိန်တယောက်ကကိုယ်ကိုတော်တော်ဘရုဒုက္ခလောက်ထားတယ်ဒီပုံမျိုးကကိုယ်လှုပ်ဖူးတယ်ဆိုနောက်ဒီလိုပုံတွေ့ရင်ဒီကောင်ကဆော်တော့မယ်ပဲတွေ့တော့တာဒီလိုဝါဝကြီးကကိုယ်ကိုအကောင့်လုပ်ပေးထားတယ်ဆိုရင်နောက်ဝါဝတွေ့ရင်ကိုပဲကိုယ်အကောင့်လုပ်တော့မယ်ထင်တာအဲ့ဒါမျိုးကအတတ်ပညာမပါသေးဘူးနော်အသိပညာမပါသေးဘူးနော်ကိုယ်ကိုကောင်းတဲ့ထင်တဲ့ဟာကြီးစွဲလာတာမကောင်းမှုထင်တာကြီးစွဲလာတာဆိုတော့ဘုံဘုံတို့အဖေနဲ့အမေဆိုဘိုးအောင်တန်းတော်စိန်ကြီးတဲ့တနင်္ဂနွေနဲ့အင်္ဂါကြည့်လေသူတို့ခမဘာကြီးဆွဲခဲ့တာတော့ဆိုဥသာစိန်ပန်းဒန်းလာကိုရှာဩတနင်္ဂနွေဆိုရင်တောက်ကြနဲ့တွဲရတဲ့အိမ်တောင်ဘက်အင်္ဂါဆိုလို့ရှိရင်ကြာတာပတိနဲ့တွဲရတယ်ဟောဥညိုခေမတုတ္တဝေရီယံစီစီတနင်္ဂနွေနဲ့အင်္ဂါနဲ့ရံပဲဟေးဆိုတာနဲ့အဲ့ဒီလင်မယားဟာသူတို့ကတသက်လုံးရံဘက်လို့စွဲသွားယူတသက်လုံးရံဘက်လို့စွဲသွားတော့အဲ့ဒါရမှတ်မိနေတာလေအဲ့ဒီမှတ်မိတဲ့ဟာကြီးကြတော့အမှားမှတ်မိနေတာကြီးအဲ့ဒါကြတော့လည်းမမေ့ပြန်ဘူးကိုင်ဟုတ်လားဘာမှစမစသေးဘူးဒီလူနဲ့ငါနဲ့ဆိုရင်မတဲတော့ဘူးကစလာတာလေအဲ့ဒါမျိုးအမှန်မှားတာတွေကြတော့အဲ့ဒါလည်းတတိတော့တတိပဲစာလို့ပြောရင်မိစ္ဆာတတိသုတ်တံမှာတော့မိစ္ဆာတတိလို့အတုံးလုံးရှိတယ်အဘိဓမ္မာမှာကြတော့တတိယတတိပါပဲဒါပေမဲ့ဘယ်သူကဖြစ်သွားတော့ဆိုကိုဘာမှတ်ခဲ့တယ်လေအမတ်တင်ညာ
ကိုဘယ်ကနေဘာသင်ခဲ့တာလဲပညာရဆိုတာအဲ့ဒါလေတက်တဲ့အတတ်ပညာကိုတက်ရတယ်မတက်တဲ့ဟာတက်ရင်ဒုက္ခရောက်ရောတက်တဲ့နာမတက်ပြန်ရင်လည်းဒုက္ခရောက်အဲ့လိုပဲသိတဲ့အသိပညာကိုသိရတယ်မသိတဲ့နာကြီးသိရင်လည်းတလွဲသွားရောသိတဲ့နာမသိပြန်ရင်လည်းတလွဲသွားရောအဲ့ကြောင့်မို့အသိပညာဝိဇ္ဇာဘာကိယဝိဇ္ဇာဉာဏ်ဆိုတာဘာလဲဒါကတော့သိတဲ့နာဒါကတော့မသိတဲ့နာဒါကတော့တက်တဲ့နာဒါကမတက်တဲ့နာအဲ့ဒါလိုခွဲခြားဝေဖန်တတ်တာကိုအသိဉာဏ်ပညာခေါ်တာဒါဒီတကြံအတွင်းမှာတရားတကယ်အားထုတ်ခြင်းတဲ့သူတွေတရားအားထုတ်ဖို့ရဘလို့အားထုတ်မသားတို့လိုအရွယ်တွေလူငယ်တွေလူလတ်လူကြီးပေါ့လေတရားဟိုလိုဆိုရင်တော့တို့ကဘာသာရေးတစ်ခုအနေနဲ့ဟိုယုံကြည်မှုအားနေတဲ့သူတွေရောဒါပညာရက်နဲ့သေချာလေးလာပြတာပါကိုယ်စိတ်ထဲမှာပြန်ကြည့်ရင်တက်လို့မှတ်မိနေတာနဲ့သိလို့မှတ်မိနေတာနဲ့ရှိပလားကိုယ်အထင်နဲ့ကိုဟိုးဘေးကဘဟုတုတလေဟောတော့သူဘေးရင်ပညာနဲ့ဟုတ်ချင်ဟုတ်မယ်မဟုတ်ချင်မဟုတ်ဘူးဘေးရင်ပညာကိုစော်ကားတာလည်းမဟုတ်အပြစ်မပြောဘူးဒါပေမဲ့ဒုဖိနေဒုမင်းနေကတော့တနင်္ဂနွေနဲ့အင်္ဂါသူတို့ချစ်လို့ကြိုက်လို့လူငယ်တဘောကယူထားပြီးမှဒီဟာနှစ်ခုကရံပဲ့ဆိုတော့တစ်သလုံးရံဖြစ်နေတာရောနောက်ကြတော့အတိတရားဝင်တော့သူတို့ပြန်တဲ့သွားပြန်ရောအစင်းကိုပြေးသွားပြန်ရောအဲ့တော့ပညာဆိုတာဗာလေတက်တဲ့နာမတက်တဲ့နာခွဲခြားသိတယ်သိတဲ့နာမသိတဲ့နာခွဲခြားသိတယ်အဲ့ဒါပညာပဲပြောချင်တာတော့လောကကြီးကတော့မျက်လှည့်ပြနေတာပါတကယ်နိဗ္ဗာန်စိန်ဝင်သွားကြတဲ့ပုဂ္ဂိုလ်တွေဟာမျက်လှည့်ပြတဲ့အပေါ်မှာအချိန်ကုန်မခံဘူးဟုတ်မလားရှင်းနေပလားမိနစ်50ကျော်ပြီပေါ့ဟုတ်တော့ကစက်တနာကြီးလည်းထိုးတော့မယ်ဆုံးစားအကျိုးရှိလားအတိတိုးလားဘယ်ဟာကိုတက်အောင်လုပ်ရမှာလဲဘယ်ဟာကိုသိအောင်လုပ်ရမှာလဲဆိုတော့လိုချင်ဆက်ဟောပြီးမှာပေါ့မလိုချင်တော့ကိုယ်စာကိုကြည့်နေရုံပဲဒီကုန်းလေးလည်းအများကြီးတည်တော့နောက်တစ်ပိုင်းကြအောင်ပြီးတော့ခုမေးထားခဲ့ပါမမင်းဒါမှမဟုတ်လည်းကွမင်းအမေရိလမ်းမေးခိုင်းမှာဟုတ်မလားဒီကုန်းလေးအများကြီးနော်စိတ်ထဲမှာပေါ်မေးကုန်းလေးဟုတ်ပါတယ်မပြောက်စေနဲ့သားအဲ့လိုစိတ်ထဲမှာပေါ်တဲ့မေးခွန်းမင်းမပြောက်ဖဲပြန်မေးနိုင်ရင်အတိတရားကြောင့်ပေါ်တဲ့မေးခွန်းလို့ခေါ်တယ်တချို့ကိစ္စတွေကဒေါသကြောင့်ပေါ်တဲ့မေးခွန်းရှိတယ်လောဘကြောင့်ပေါ်တဲ့မေးခွန်းရှိတယ်မောဟကြောင့်ပေါ်တဲ့မေးခွန်းရှိတယ်မေးခွန်းဆိုတာဒီပဲလေမသိလို့မေးရတဲ့မေးခွန်းဒါပေမဲ့အတိတရားကြောင့်မေးရမယ့်မေးခွန်းမျိုးပေါ်တာဘယ်လောက်တန်ဖိုးရှိတော့အဲ့ဒါမျိုးကလည်းမေးရိုးထုံးစံမရှိဘူးတာနောက်တစ်ချိန်တရားဟောတာမမေးဘူးမေးမယ်ဆိုရင်ပေါ်တာအတိတရားကြောင့်ပေါ်လာတာနောက်တစ်နှစ်နေမှလည်းမမေ့ဘူးတာအဲ့ဒါအတိတရားပဲမေးခွန်းဆိုတာလူတွေကမသိလို့မေးတာဆိုတာမသိလို့မေးတာဟုတ်တယ်အတိတရားမရှိဘဲနဲ့လောဘဒေါသကြောင့်မေးတဲ့မေးခွန်းနဲ့အတိတရားအကြောင်းပြုပြီးတော့မှအတိတရားမပြည့်စုံသေးလို့မေးတဲ့မေးခွန်းနဲ့ကြွားတယ်ဟုတ်ပလားမျောလင်းပါတယ်အဲ့ဒီမေးခွန်းတွေဟုတ်ပလားမင်းအောင်ကဲဒီအတိတရားရသမျှနဲ့အတိဉာဏ်ဆိုတာတကယ်တန်ဖိုးရှိတယ်အတတ်ပညာဆိုတာတကယ်တန်ဖိုးရှိတယ်လို့တက်လဲတက်သိလဲသိသိလဲသိတက်လဲတက်လူတော်လူကောင်းတွေဖြစ်ကြပြီးတော့နိဗ္ဗာန်ကိုစံဝင်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း